အားလုံးမင်္ဂလာပါခုနကျွန်တော်ဗီဒီယိုတစ်ခုတွေ့လိုက်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကလေးငယ်ငယ်လေးနဲ့စီးကျိုးဖြစ်ပြီးတော့စီးကျိုးကြောင့်ဆုံးပါသွားတယ်ဆိုပြီးတော့ပေါ့နော်အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ share ထားတာပေါ့အဲ့ဒီမှာလဲအောက်မှာလဲအစားတောက်နေထိုင်ဆင်ခြင်မှုအကြောင်းတွေပါတယ်ညာလေးဆက်ပြီးတော့ပြောနေကြရပေါ့နော်ဖြစ်နိုင်လားဆိုတော့ဖြစ်တော့ဖြစ်နိုင်ပါတယ်ဒါကစီးကျိုးပေါ့နော်စီးကျိုးကြောင့်ခုဖြစ်တာဖြစ်မယ်ဒါပေမဲ့ဒီမှာနားလည်မှုလေးတော့လွဲနေတယ်ပေါ့နော်နားလည်မှုနည်းနည်းလွဲနေအဲ့ဒါဘာလဲဆိုတော့အချိုစားလို့စီးကျိုးဖြစ်တာလားဆိုပြီးတော့ဖြစ်နေကြတဲ့ကိစ္စပေါ့တကယ်တမ်းကစီးကျိုးမှာအမျိုးအစား2ခုရှိတယ်ကျွန်တော်အမြဲခဏပြောပါတယ်เนาะဒီကိစ္စစီးကျိုးကအမျိုးအစား2ခုရှိတယ်အမျိုးအစား1နဲ့အမျိုးအစား2ဆိုပြီးတော့ခေါ်တယ်ကျွန်တော်တို့ကစီးကျိုးအမျိုးအစား1စီးကျိုးကကလေးမှာဖြစ်တယ်ကလေးဘဝကနေစဖြစ်တယ်အမျိုးအစား2စီးကျိုးကကြတော့လူကြီးတွေမှာဖြစ်တာများတယ်အစားတောက်အနေထိုင်ကြောင့်ဖြစ်တယ်အဲ့တော့အစားတောက်အနေထိုင်ဆင်ခြင်တယ်ဆိုတော့မှန်တယ်ဒါပေမဲ့အဲ့ဒါကကလေးစီးကျိုးမကာကွယ်နိုင်ဘူးအမျိုးအစား2လူကြီးတွေမှာဖြစ်တဲ့စီးကျိုးတော့ကျွန်တော်သွားပြီးကာကွယ်နိုင်တယ်မျိုးစားနှစ်စီးကျိုကတော့ခုနပြောလို့မျိုးရိုးရှိတယ်မိဘတွေမှာအဖေမေတွေမှာစီးကျိုရှိတယ်ဆိုရင်သားသမီးမှာစီးကျိုရှိတတ်တယ်မျိုးရိုးရှိတယ်နောက်တစ်ခါကျတော့ခုနပြောသလိုပဲအစားတောက်နေထိုင်ပေါ့မစင်ကြဘူးဆိုရင်မျိုးစားနှစ်စီးကျိုဖြစ်တယ်ကလေးတွေမှာဖြစ်တဲ့စီးကျိုကကြတော့သူကငကိုယ်တွေက insulin ထုတ်တယ် insulin ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကလိုအပ်တဲ့ hormone တစ်ခုပေါ့နော်အစားတောက်စားတဲ့အခါမှာလိုအပ်တယ်ပေါ့သူက insulin ထုတ်တဲ့ hormone ကinsulin ကိုထုတ်ဖို့အတွက်မပါလာဘူးပေါ့အဲ့ insulin မထုတ်နိုင်ဘူးဖြစ်တာသူတို့ကအဲ့ကလေးတွေမှာကျတော့အမျိုးစား1စီးကျိုလို့ခေါ်တယ်မျိုးစား1စီးကျိုဆိုတာ insulin မထုတ်နိုင်လို့ဖြစ်တဲ့ပြဿနာအစားတောက်နေထိုင်ကြောင်းမဟုတ်ဘူးသူကမွေးရပါဒီလိုစီးကျိုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဖြစ်တာမျိုးစား2စီးကျိုကတော့ခုနကမွေးရပါဖြစ်တဲ့မျိုးရိုးလဲဆိုင်ပေမဲ့စားတောက်နေထိုင်ကအဓိကသွားပြီးသက်ဆိုင်အဲ့တော့အချိုစားလို့စီးကျိုဖြစ်တာမျိုးမဟုတ်ဘူးနော်ဒါပေမဲ့တခုရှိတာဘာလဲဆိုတော့အချိုစားတာများတဲ့တချို့တွေကအချိုကြိုက်တယ်ဒါပေမဲ့သူတို့ကကိုလက်လှူရှားမှုတွေလုပ်တယ်ကိုလက်လှူရှားမှုလုပ်တယ်လှုပ်လှုပ်ရှားရှားနေတယ်ကျမ်းမာအောင်နေတယ်ဆိုရင်ဒါပြဿနာမရှိဘူးကျွန်တော်တို့ဆိုလည်းအချိုစားတာပဲအချိုစားတယ်ဒါပေမဲ့တိတ်ပြီးတော့ပြဿနာမရှိဘူးကျွန်တော်တို့ကကျမ်းမာရေးအတွက်ပေါ်လေ့ကျင့်ခန်းတွေပါလုပ်နေတဲ့ခါကျတော့လှုပ်လှုပ်ရှားရှားနေတော့ပြဿနာမရှိဘူးဒါပေမဲ့အချိုစားတာများပြီးလူကဝလာတယ်ခန္ဓာကိုယ်ကြီးကဖောင်းလာတယ်ဆိုရင်တော့သူကအဲ့ဒါကနေတဖြည်းဖြည်းနဲ့ insulin resistant hormone လို့ခေါ်တဲ့အဆီတွေကနေပြီးတော့ insulin ကို counter ပြန်လုပ်တဲ့ hormone တွေထုတ်တဲ့ခါကျတော့လူကစီးကျိုဖြစ်လာတယ်အဲ့ဒါကအမျိုးအစား2စီးကျိုအဲ့တော့ဒီမှာဒီဗီဒီယိုကျွန်တော်တေချာနားလည်အောင်ရှင်းပြရရင်တော့စီးကျိုမှာမျိုးစား2ခုရှိပါတယ်မျိုးစား1စီးကျိုကကလေးတွေမှာဖြစ်တယ်အဲ့တော့ဒီကလေးကဗီဒီယိုတွေကကလေးကစီးကျိုကြောင့်အဲ့လိုမျိုးဖြစ်နေတာဆိုရင်တော့ဟုတ်ပဲမျိုးစား1စီးကျိုကြောင့်ဖြစ်မယ်ဒါကအစားတောက်နေထိုင်တဲ့တိတ်ပြီးမသက်ဆိုင်စားတောက်နေထိုင်တဲ့သက်ဆိုင်တဲ့စီးကျိုကကြတော့မျိုးစား2စီးကျိုသူကလူကြီးတွေမှာဖြစ်တာဒါပေမဲ့အချိုစားတိုင်းစီးကျိုဖြစ်တာမျိုးမဟုတ်ဘူးအချိုစားပြီမဲ့ကိုလက်လှုပ်ရှားမှုလုပ်တယ်အဲ့တော့လှုပ်ရှားမှုရှိဖို့ကလိုရင်းမယ်နော်အဲ့တော့လှုပ်ရှားမှုရှိအောင်လုပ်အချိုကြိုက်တဲ့လှုပ်ရှားမှုရှိအောင်လုပ်ဒါဆိုရင်စီးကျိုမဖြစ်အောင်ကျွန်တော်တို့ကာကွယ်နိုင်တယ်